တူတူစုစံဟာမနက်ဖြန်လာပြင်းနေတစောင်းမုံလာပြင်းနေအလုပ်ပိတ်ရဖြစ်တဲ့အတွက်အိမ်မှာအပြည့်ဝနားမယ်ဆိုပြီးစိတ်ကူးရင်ကအိမ်ကိုပြန်လာပါတော့တယ်မနက်ခင်းစောစောစီးနိုးလာလို့စိတ်ကြည်ကြည်လင်းလင်းနဲ့ဖျားဝတ်ပြုဖို့အတွက်စင်ပြီးပူဇော်ပြီးဖျားရှိခိုးဖို့ဖျားအောင်အာရုံပြုနေစင်ပါပဲဖျားရှိခိုးလို့မရပြန်တော့မနက်စာစားဖို့အတွက်ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာလေအလုပ်ပိတ်ရမှာမနက်ခင်းလုံးဝအိတ်လို့မရလို့လေးလေကင်းတရေတမောမှေးမယ်လို့ဆုံးဖြတ်ပြီးခေါင်းနဲ့ချလိုက်တဲ့အချိန်မှာပဲဒီမှာနေမဲ့လကစားဝန်ထမ်းတူရဲ့ရုံးပိတ်ရက်ကုံဆုံးပြီဖြစ်ပါတယ်